အားလုံးပဲမင်္ဂလာပါ audio book ဝိုင်းတော်သားများမှပြန်လဲကြိုဆိုလိုက်ပါသည်အမောင်ညရဲ့တစေချေရာလူချေတိတ်တဲ့ညက်နှက်တန်းကောင်ရဲ့လာမင်းကြီးကလည်းတိမ်ဆိုင်တွေနောက်ွယ်မှာပုံအောင်နေပြီးကြဲရောင်တွေကမိတ်တုံနဲ့အားငယ်နေတဲ့ချိန်ရွာတွေရဲ့နောက်ဆုံးကဆာလောင်းကွဲလို့ခေါ်တဲ့ရွာလေးတစ်ရွာရှိခဲ့ဘူးတယ်အဲ့ဒီရွာလေးကတောင်တန်းတွေကြားမှာခွေလေးတည်ရှိနေပြီးသူ့ရဲ့တိတ်ဆိတ်ခြင်းကကြောက်စရာကောင်းတဲ့လှုပ်ဝက်ချက်တစ်ခုကိုဖုံးကွယ်ထားတယ်လို့ပဲရွာသားတွေကညနေဆောင်တာနဲ့တကားတွေကိုစစ်စစ်ပိတ်မီးအောင်မိန်အောက်မှာခေါင်းမီးခြုံပြီးအိတ်ဆက်ဖို့ကြိုးစားကြတယ်။ဘာကြောင့်လဲဆိုတော့ညစ်နက်လာရင်ရွာလန်းတွေပေါ်မှာသူတို့မမြင်ကျင်တဲ့တစုံတစ်ယောက်ခန့်ရဲ့ခြေတံတွေထွက်ပေါ်လာတတ်လို့ပါပဲ။ဒီဇလန်းကဆလောင်းကွဲရွာကိုရောက်လာတဲ့မြို့ကျောင်းဆရာလေးကျော်စွာကနေစတင်ခဲ့တာပါ။ကျော်စွာကအယူသေးတာတွေကိုမယုံကြည်တဲ့လူငယ်တစ်ယောက်ပေါ့။ရွာကိုရောက်တဲ့ပထမဆုံးညမှာပဲသူဟာထူးဆန်းတဲ့အဖြစ်အပျက်ကိုစတင်ကြုံတွေ့ခဲ့ရတယ်။ကျော်စွာစိတ်ထဲမှာပြောသောအတန်ဟူဒီရွာကတိတ်ဆိတ်လိုက်တာရွာသားတွေပြောတဲ့ပုံမြင်တွေကလည်းကြောက်စရာဟင်းဘာတန်လဲခြေတံတဖြည်းဖြည်းနီးကပ်လာတန်ကျော်စွာကပတင်းပေါက်မှချောင်းကြည့်လိုက်ပြီးကျော်စွာတူလေးဘသူလဲမသိဘူးဒီအချိန်ကြီးရွာလမ်းပေါ်မှာအရေးတစ်ခုမိန်းမတစ်ယောက်ပဲစပင်းအရှိကြီးနဲ့မျက်နှာကိုတေချာမမြင်ရဘူးခြေထောက်တွေကမြေကြီးနဲ့မထိတလို့ပဲငါမျက်စိမှောက်နေတာနေမှာပါရွာသားတွေကိုမေးကြည့်တော့လဲဘသူမှမျက်နှာကြောမတဲကြဘူးဆရာလေးညဘက်ဆိုအပြင်မထွက်ပါနဲ့ဘာတန်ကြားလက်မကြည့်ပါနဲ့လို့တာမှကြတယ်ဇလန်းအလဲအတိတ်ဟောင်းရဲ့အရေးကြော်စွာဟာဒီလိုဝက်ချက်ကိုဖော်ထုတ်ခြင်းစိတ်ပြင်းပြလာတယ်သူဟာရွာကဘုန်းကြီးကျောင်းကဆရာတော်ဦးပညာကိုမေးလျှောက်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်ဆရာတော်ကတက်ပြင်းတစ်ချက်ချပြီးနောက်ဆုံးမှာတော့ဆလောင်းကွဲရွာရဲ့ကြေကွဲစရာတိတ်ဇလန်းတစ်ပုဒ်ကိုဖွင့်ဟခဲ့ပါတယ်ဆရာတော်ဦးပညာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဒီရွာမှာခင်မေဆိုတဲ့မိန်းမလလေးတစ်ယောက်ရှိခဲ့တယ်တကားလေးသူကရွာကတထေးသားဖိုးကျော်နဲ့ချစ်ကြိုက်နေကြတာဒါပေမဲ့ဖိုးကျော်ရဲ့မိဘတွေကသဘောမတူခဲ့ဘူးတနေ့မှာတော့ခင်မေမှာကိုဝင်ရှိနေပြီဆိုတာသိသွားတော့ဖိုးကျော်ကသူ့ကိုလက်ထပ်ပါမယ်လို့ကတိပေးခဲ့တယ်ကျော်စွာနောက်တော့ဘာဆက်ဖြစ်လဲဖះဆရာတော်ဦးပညာဖိုးကျော်ကဂတိမတီးခဲ့ဘူးတကားလေးသူကသူ့မိဘတွေစီစဉ်ပေးတဲ့နောက်မိန်းကလေးတစ်ယောက်နဲ့လက်ထပ်ဖို့မြို့ကိုတက်သွားခဲ့တယ်ဆရာတော်ဦးပညာပြောပြသည်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဒီရွာမှာခင်မေးဆိုတဲ့မိန်းမလလေးတစ်ယောက်ရှိခဲ့တယ်တကားလေးသူကရွာကတထေးသားဖိုးကျော်နဲ့ချစ်ကြိုက်နေကြတာဒါပေမဲ့ဖိုးကျော်ရဲ့မိဘတွေကသဘောမတူခဲ့ဘူးတနေ့မှာတော့ခင်မေမှာကိုဝင်ရှိနေပြီဆိုတာသိသွားတော့ဖိုးကျော်ကသူ့ကိုလက်ထပ်ပါမယ်လို့ကတိပေးခဲ့တယ်။ကျော်စွာပြန်ထပ်မေးပြန်သည်နောက်တော့ဘာဆက်ဖြစ်လဲဖေဟာ။ဆရာတော်ဦးပညာပြန်ပြောသည်ဖိုးကျော်ကဂတိမတီးခဲ့ဘူးတကားလေ။သူကသူ့မိဘတွေစီစဉ်ပေးတဲ့နောက်မိန်းကလေးတစ်ယောက်နဲ့လက်ထပ်ဖို့မြို့ကိုတက်သွားခဲ့တယ်။ခင်မေကမျောနေရှာတာပေါ့နောက်ဆုံးဖိုးကျော်ပြန်မလာပဲလက်ထပ်သွားပြီဆိုတဲ့သတင်းကြတော့ကြေကွဲရလွန်းလို့ရွာထိပ်ကညောင်ပင်ကြီးမှာသူ့ကိုယ်သူအဆုံးစီရင်သွားခဲ့တယ်။အဲ့ဒီနေ့ကစပြီးခင်မေဟာသူ့ကိုဂတိဖြတ်ခဲ့တဲ့ဖိုးကျော်ကိုစောင့်နေတဲ့မကျွမလွတ်နိုင်တဲ့တစေတယောက်ဖြစ်သွားခဲ့တော့တာပဲ။ဆရာတော်ရဲ့စကားကြောင့်ကြော်စွာတယောက်အတွေးတွေနှက်ဆိုင်သွားတယ်။သူကြားနေရတဲ့ခြေတံတွေသူမြင်ခဲ့ရတဲ့အရေးဟာခင်မေဆိုတာတေချာသွားခဲ့ပြီးဒါပေမဲ့ဘာလို့သူ့အခမ်းအနားကိုရောက်လာရတာလဲနောက်တညခြေတံများပို၍ကျလာသည်တကားကုတ်ချစ်တံများပို၍ပြင်းထန်လာသည်ခင်မေတိုးလျက်သောလေလိုင်းတန်ပါသောအတန်ဖြင့်ကိုကျော်ပြန်လာပြီလားကျမကိုထားမသွားပါနဲ့ကျော်စွာကကြောက်လန့်တကြားဟာငါနာမည်ကကျော်စွာသူ့ရည်စားဟောင်းနာမည်ကဖိုးကျော်ဒါကြောင့်ငါကိုစက်သိမ်းပိုင်းနောက်ဆုံးတွေ့ဆုံခြင်းအဲ့ဒီညကမိုးတွေတီးကြီးမဲကြီးရွာနေခဲ့တယ်ကျော်စွာတယောက်ကြောက်စိတ်ကြောင့်တညလုံးမအိပ်နိုင်ခဲ့ဘူးသူ့နာမည်နဲ့တစေမလေးရဲ့ချစ်သူဟောင်းနာမည်ကစင်တူနေတာဟာကျမဆိုးတစ်ခုလိုပါပဲတကောင်ကျော်တဲ့အချိန်မှာတော့ခြေတံတွေကသူ့အခန်းရှိမှရက်တန့်သွားပြီးတကားကိုပြင်းထန်စွာစောက်ဆွဲဖွင့်လိုက်တဲ့အတန်နဲ့အတူအခန်းတကားပွင့်ထွက်သွားပါတော့တယ်အခန်းတကားကျဲလောင်စွာပွင့်သွားတဲ့ကျော်စွာဤကြောက်လန့်တကြားအော်တန်းကျော်စွာကကြောက်လန့်တကြားဟာငါနာမည်ကကျော်စွာသူ့ရည်စားဟောင်းနာမည်ကဖိုးကျော်ဒါကြောင့်ငါကိုစက်သိမ်းပိုင်းနောက်ဆုံးတွေ့ဆုံခြင်းအဲ့ဒီညကမိုးတွေတီးကြီးမဲကြီးရွာနေခဲ့တယ်ကျော်စွာတယောက်ကြောက်စိတ်ကြောင့်တညလုံးမအိပ်နိုင်ခဲ့ဘူးသူ့နာမည်နဲ့တစေမလေးရဲ့ချစ်သူဟောင်းနာမည်ကစင်တူနေတာဟာကျမဆိုးတစ်ခုလိုပါပဲ
တကောင်ကျော်တဲ့အချိန်မှာတော့ခြေတံတွေကသူ့အခန်းရှိမှရက်တန့်သွားပြီးတကားကိုပြင်းထန်စွာစောက်ဆွဲဖွင့်လိုက်တဲ့အတန်နဲ့အတူအခန်းတကားပွင့်ထွက်သွားပါတော့တယ်။အခန်းတကားကျဲလောင်စွာပွင့်သွားတန်ကျော်စွာဤကြောက်လန့်တကြားအော်တန်ကျော်စွာကြောက်လန့်သောအတန်အားမလာပါနဲ့ကျွန်တော်ဖိုးကျော်မဟုတ်ဘူးသူရှိမှရက်နေတာကတော့သပင်တွေဖျို့ဖျဲမျက်လုံးတွေကတွေးရောင်လွှမ်းနေပြီးမျက်ရည်တွေစီးကျနေတဲ့ခင်မေပါပဲသူ့ရဲ့လက်တွေကရှေ့ကိုတန်းတန်းကြီးဆန့်တန်းထားပြီးခင်မေသည်ကြေကွဲဝမ်းနည်းစွာအော်ဟစ်တန်ကိုကျော်ဘာလို့ကျမကိုထားသွားရက်တာလဲကျော်စွာဟာကြောက်လွန်းလို့နောက်ကိုဆုပ်ရင်းကတင်ပေါ်ပြစ်လဲကျသွားတယ်ခင်မေကသူ့ပေါ်ကိုအုံမိုးကျလာတဲ့အချိန်မှာပဲရုတ်တရက်တိတ်ဆိတ်သွားသည်နောက်တနေ့မနက်၄နဲ့အခါရွာသားတွေဟာကျော်စွာရဲ့အခန်းကိုရောက်လာကြတယ်အခန်းတကားကပွင့်နေပြီးအထဲမှာတော့ကျော်စွာတယောက်ကတင်ပေါ်မှာတတိလစ်နေတာကိုတွေ့လိုက်ရတယ်သူ့ရဲ့မျက်နှာကဖြူဖြော့နေပြီးကြောက်မက်ဖွယ်ရတစ်ခုခုကိုမြင်တွေ့လိုက်ရသလိုတုံလုံးခြောက်ခြားနေတဲ့ပုံပါပဲသူ့ရဲ့လယ်ပင်မှာတော့လက်ငါးချောင်းရလိုအညိုမဲဆွဲနေတဲ့ဒဏ်ရာတစ်ခုအဲ့ဒီနေ့ကစပြီးကျော်စွာတယောက်စကားမပြောနိုင်တော့တဲ့စွန့်နာမကြတယောက်လိုဖြစ်သွားခဲ့တယ်ရွာသားတွေကသူ့ကိုမြို့ပေါ်ပြန်ပို့ပေးလိုက်ကြတယ်ဆက်လောင်းကွဲရွာလေးကတော့သူ့ရဲ့တိတ်ဆိတ်ခြင်းနဲ့အတူကြံရစ်ခဲ့တယ်ဒါပေမဲ့လမ်းမိုက်ညတွေမှာတော့ဂတိမတီခဲ့တဲ့ချစ်သူကိုစောင့်မျှော်နေစေဖြစ်တဲ့ခင်မေရဲ့ခြေတံတွေဟာရွာလမ်းတွေပေါ်မှာထာဝရပဲ့တင်ထက်နေအောင်မှာပါပဲကျွန်တော်တို့အရီပေါ်မြန်မာဝိုင်းတော်သားများမှကျေးဇူးအထူးတင်ပါသည် channel လေးကိုခေါင်းလောင်းလေးတီးခဲ့ကြပါဦး